ဟုတ်ကဲ့ကျွန်တော်ဦးအောင်တကုံကွန်ပျူတာပါခင်ဗျခုဗီဒီယိုလေးက comment မှာ link ချပေးထားတဲ့ DC insertion part 1လေးကိုပြန်ရှင်းပြမှာပဲဖြစ်ပါတယ်အဲ့ဗီဒီယိုမှာလဲလိုက်တဲ့ component လေးနဲ့ circuit လေးအကြောင်းကိုဒီတလောက်လေးပြောပြမှာပဲဖြစ်ပါတယ်ကျွန်တော်အဓိကပြောချင်တာကတော့ဒီ circuit လေးပဲဖြစ်ပါတယ်ဒီ circuit မှာ PG1 ကိုထည့်ရတဲ့အဓိကအကြောင်းအရာအရေးပေါ်အခြေအနေမှာ power ဖြတ်ဖို့ပဲဖြစ်ပါတယ်PC2 ကကြတော့ဘူးညင်အောင်ထိန်ဖို့ပေါ့နော်ပြီးတော့ PR1 နဲ့ PR2 RC circuit လုပ်တယ်ပေါ့နော်adapter ထိုးလိုက်တဲ့အချိန်မှာဒီ PC2 ကဘူအားကိုချက်ချင်းစောင့်မတက်စီပဲနဲ့ delete လုပ်ပြီးတော့ circuit ကိုစနစ်တကျအလုပ်လုပ်စီမှာဖြစ်ပါတယ် PR1 နဲ့ PR2 ကတော့ divider ပေါ့နော်ကောင်လေး divider လေးအကြောင်းရှင်းပြမယ်ဆိုရင် VIN ကကျွန်တော်တို့20 volt ရှိမယ်20 volt မှာကျွန်တော် R1 က 220k R2 ကလည်း 220k ဟိုV အောက်က10 volt V အောက်10 volt ပေါ့နော်ဒီကနေပြီးတော့10 volt ထွက်ပြီးတော့ကျွန်တော် gate ကိုခိုင်းပြီးတော့20 volt ဒီဘက်ကိုကြော်ပြီးတော့ circuit ကြီးတစ်ခုလုံးအလုံးလုံးစီမှာပဲဖြစ်ပါတယ်ကျွန်တော် PG1 အကြောင်းပဲပြောအောင်ဗျာပထမဆုံး motherboard ကြီးအလုံးလုံးလားမလုံးလားသိချင် PG1 ကိုဖြုတ်ထားလို့ရတယ် PG1 ကိုဖြုတ်ထားလို့ရတယ်ဗျာ PG1 မရှိရင်ဘာဖြစ်မလဲဆိုတော့မကောင်းဘူးပေါ့နော်ဘုံမှာပြဿနာတစ်ခုဖြစ် power ဖြတ်မဲ့ PG1 မရှိတော့ IC တွေလောက်မယ်ဒီ circuit မှာအရေးကြီးဆုံးက PG1 ရဲ့အရေးကြီးဆုံးက pin 1နဲ့ pin 6ကိုပေးပေါင်းလို့မရဘူးပေါ့နော် pin 1နဲ့6ပေးမပေါင်းမှ divider ရဲ့10 volt က PG21 ရဲ့ gate ကိုရောက်ပြီး gate ပွင့်မှာဖြစ်ပါတယ်pin 1နဲ့ pin 6သာတူမယ်ဆိုရင် pin 1ရဲ့24က pin 6စီရောက်ပြီးတော့ gate ပိတ်သွားမှာပေါ့နော်အဲ့တော့1နဲ့6ကိုပေးပေါင်းလို့မရပါဘူးဒီကောင်ပေးပေါင်းမဲ့ pin တွေကဘယ်ကောင်ကြီးဖြစ်မလဲဆိုတော့5နဲ့ pin 2က pin 1နဲ့ pin 6ကိုပေးပေါင်းဖို့လုပ်မှာဖြစ်ပါတယ် pin 5ကနေပြီးတော့ signal ရပြီဆိုတာနဲ့ pin 4ကနေ3နဲ့4ကလည်းပေါင်းဒီကောင်လေးနှစ်ကောင်ကလည်းဒုတိယရန်တူပေါ့နော်ဒီကောင်နှစ်ကောင်ပေါင်းပြီဆိုတာနဲ့1နဲ့6ကလည်း auto ပေါင်းမှာပဲဖြစ်ပါတယ်ကျွန်တော်part 1 video မှာ PG1 လဲလိုက်ရခြင်းက pin 5က signal မလာဘဲနဲ့3နဲ့4က auto ကြီးပေါင်းနေလို့ပဲဖြစ်ပါတယ်အမှန်က5 signal လာမှ3နဲ့4ကပေါင်းရမှာပါpin number 2အကြောင်းလေးပြောချင်တယ်ပေါ့နော် pin number 2ကဘယ်လိုလုပ်လဲဆိုတော့ pin number 1နေဆင်းလာတဲ့20 volt ကကောင်းဒီ ground မလာဘူး3နဲ့4မပေါင်းဘူးဆိုရင်သူက pin 1ကနေပြီးတော့20 volt ကနေပြီးတော့ဒီနှစ်ခုက divider မဖြစ်တော့ဘဲနဲ့20 volt က base ကိုရောက်ပြီးတော့ဒီအပေါ်က PNP off နေမှာဖြစ်ပါတယ် off နေမှာဆို1နဲ့6ကမပေါင်းမှာဖြစ်ပါတယ်ဗီဒီယိုလဲရှင်းနေပြီဖြစ်လို့နောက်ပိုင်းဗီဒီယိုတွေမှာလည်း PNP နဲ့ NPN အကြောင်းအသေးစိတ်ဒီတလောက်လေးပြောပြပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့ဆိုရင် like and follow လေးလည်းလုပ်ထားပေးပါအောင်ခင်ဗျာ